အနာမျိုး96ပါးမှလွတ်ကြပါစေလို့လူကြီးတွေစုပေးရင်ပဲဖြစ်စေဘုန်းကြီးယဟန်တွေစုပေးရင်ပဲဖြစ်စေပြောလေးရှိပါတယ်စုပေးလေးရှိပါတယ်အဲ့ဒီအနာမျိုး96ပါးကဘာတွေလဲရှိရောရှိရလားရေတွက်လို့ရောရရလားအဲ့ဒီ96ပါးကိုရောပြောတာကြားဘူးရဲ့လားအဲ့ဒီ96ပါးကိုပြောတာမကြားဘူးသေးဘူးဆိုရင်တော့အခုဦးစင်းရဲ့ဗီဒီယိုကြည့်လိုက်ပါအနာမျိုး96ပါးတော့ယောဂါကိုရှင်းရှင်းလင်းလင်းသိသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အနာမျိုး96ပါးတော့ယောဂါကိုတွက်ပြပေးမှာဖြစ်ပါတယ်96ပါးတော့ယောဂါတွေကိုမပြောပြခင်မှာယောဂါဖြစ်ကြောင်းတရား3ပါးကိုအရင်ပြောပါမယ်ဘာဖြစ်လို့လဲဆိုတော့96ပါးတော့ယောဂါတွေကိုရေတွက်တဲ့နေရာမှာမျက်စိလယ်မှာဆိုလို့ပါနံပါတ်1လေကြောင့်ဖြစ်တဲ့ယောဂါလေဖြတ်တဲ့ယောဂါပေါ့နောက်ပြီးလေအောင်လို့ရှိရင်လည်းမအီမတာခံစားရခက်တယ်အဲ့ဒါလည်းယောဂါတွေမှာပါပါတယ်ဒါကတော့လေကြောင့်ဖြစ်တဲ့ယောဂါနံပါတ်2သဲကြည်ကြောင့်ဖြစ်တဲ့ယောဂါပါသဲကြည်မြောက်ပြီဆိုလို့ရှိရင်လည်းပဲယူးတယ်လို့နမ်းတယ်လို့စိတ်မအောင်လို့ဖြစ်တတ်ပါတယ်ဒါကြတော့သဲကြည်ကြောင့်ဖြစ်တဲ့ယောဂါပါနံပါတ်3ချွဲတလိပ်ကြောင့်ဖြစ်တဲ့ယောဂါပါချွဲတလိပ်ထားပြီဆိုရင်လည်းပဲလူရဲ့ခန္ဓာကိုယ်ကနေလို့အဆင်မပြေပါဘူးဒါကတော့ယောဂါဖြစ်ကြောင်းတရား3ပါးကိုပြောပြပေးကြတာဖြစ်ပါတယ်ဒါဆိုရင်အနာမျိုး96ပါးကိုရေတွက်လို့အဆင်ပြေပါပြီအနာမျိုး96ပါးကနံပါတ်1မျက်စိယောဂနံပါတ်2နာယောဂနံပါတ်3နှာခေါင်းယောဂနံပါတ်4ရှာယောဂနံပါတ်5ကိုယ်၌ဖြစ်သောယောဂနံပါတ်6ဦးခေါင်း၌ဖြစ်သောယောဂနံပါတ်9နှရွက်၌ဖြစ်သောယောဂနံပါတ်10ကတွင်၌ဖြစ်သောယောဂနံပါတ်9သွား၌ဖြစ်သောယောဂနံပါတ်10ချောင်းဆိုးယောဂနံပါတ်7ကျုပ်ထိုးနာကုတ်ဟီနာပန်းနာနံပါတ်7နှာခေါင်းဝ၌ဖြစ်သောအနာဖွတ်ဆိုးနာနာစေးနာနံပါတ်73ကိုပူနာနံပါတ်74ဖြားနာနံပါတ်75ဝမ်း၌ဖြစ်သောယောဂနံပါတ်76တွေးဝေမိမောစေတတ်သောအနာယောဂနံပါတ်79တွေးဝမ်းကြအနာယောဂနံပါတ်78ထိုးကျင်သောအနာယောဂလေထိုးအောက်နာနံပါတ်79ကြီးစွာဝမ်းဆောသောအနာနံပါတ်20အနုနာယောဂနံပါတ်21အိုင်အနာနံပါတ်22ညင်းအနာတမင်ရက်အနာတမင်ဖြူအနာတမင်နီအနာနံပါတ်23ခရရုပ်အနာနံပါတ်24ဝက်ယူအနာနံပါတ်25ပွေးအနာနံပါတ်26ဝဲအနာဝဲငယ်အနာဝဲကြောက်အနာနံပါတ်29ဝဲနာဝဲကြီးအနာဝဲစုအနာနံပါတ်28ခြေသေးလက်သေးချစ်မိတော့အနာနံပါတ်29ခြေဖွားလက်ဖွားကွဲတော့အနာနံပါတ်30တွေးတဲချင်နာတွေးတွန်နာနံပါတ်31စီးအိမ်ပြက်၍စီးတစ်ဆက်ကြတော့အနာစီးကြိုယောဂအနာနံပါတ်30အယိယူတော့အနာဒူရာမြင့်တရိုင်လက်ကောင်းထွက်တော့အနာယောဂနံပါတ်33မကန်းတိုးနာတွေးကြနာနံပါတ်34ဂရင်းကြီးအနာနံပါတ်35တဲကြီးကြောင့်ဖြစ်တော့အနာယောဂနံပါတ်36တလိပ်ကြောင့်ဖြစ်သောအနာယောဂနံပါတ်39လေကြောင့်ဖြစ်သောအနာယောဂနံပါတ်38တဲချေတလိပ်လေသုံးခုပေါင်း၍ဖြစ်သောအနာနံပါတ်39ဥတုဖောက်ပြန်ခြင်းကြောင့်ဖြစ်သောအနာယောဂနံပါတ်40လျောင်းထိုင်ရက်တွားဣရိယာပုတ်၄ပါးမညီညွတ်ခြင်းကြောင့်ဖြစ်သောအနာယောဂနံပါတ်41သူတစ်ပါးလုံးလပယောဂကြောင့်ဖြစ်သောအနာသူတစ်ပါးရိုက်နဲ့ထိုးပုတ်ခြင်းကြောင့်ဖြစ်သောအနာနံပါတ်40ကံကံ၏အကျိုးဖြစ်သောအနာဝဏ္ဏကန္နာနံပါတ်43အပူကြောင့်ဖြစ်သောအနာနံပါတ်44အေးကြောင့်ဖြစ်သောအနာနံပါတ်45ဆာလောင်ခြင်းကြောင့်ဖြစ်သောအနာနံပါတ်46မွတ်တိတ်ခြင်းကြောင့်ဖြစ်သောအနာ
နံပါတ်40ခွန်ကျင်ကြီးစွန့်လို့ခြင်းကြောင့်ဖြစ်သောအနာနံပါတ်48ကျင်ငယ်စွန့်လို့ခြင်းကြောင့်ဖြစ်သောအနာယောဂဆိုပြီးတော့မှအနာယောဂ48ပါရှိပါတယ်အနာမျိုး96ပါပြည့်အောင်ရေတွက်တာကြတော့နံပါတ်1မျက်စိအနာကနေပြီးတော့မှနံပါတ်34ဂရင်းကြီးနာအထိယူအဲ့ဒီ34ပါးတွေကမှဝက်ယူအနာရဲ့ခြေတဲလက်တဲကြောင့်ချစ်မိတဲ့အနာယောဂရဲ့အဲ့ဒီ34တဲက2ပါးကိုနှုတ်လိုက်တော့30နဲ့မှ2ပါးကျန်တယ်အဲ့ဒီ32ပါးကိုယောဂဖြစ်ကြောင်း103ပါးအဲ့ဒီ3ပါးနဲ့မြောက်လိုက်တာ30နဲ့3လီမြောက်လိုက်တော့90နဲ့မှ6ပါးအဲ့ဒါကိုအနာမျိုး96ပါးလို့ခေါ်ပါတယ်ကြည့်နေတဲ့လူဘုဟုတုဒရတယ်ဆိုရင်လက်မလေးနဲ့ channel ကိုလည်း subscribe လေးနှိပ်ပေးသွားပါဦးနောက်ဗီဒီယိုမှာတော့အာဃာတရန်ညိုးဖွဲ့ရခြင်းအကြောင်းကိုတင်ပေးမှာဖြစ်ပါတယ်သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်အခုလိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအထူးတင်ပါတယ်ဒါကြောင့်မို့လို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်